စီလက်ဆက်ရထားမကောင်းဘူးထင်လို့နောက်ထပ်ရထားပြောင်းစီရှင်ခဲ့ရင်ကိုယ်ခရီးဆုံးထိကိုသွားနိုင်မဲ့ရထားဖြစ်ဖို့လိုပါလိမ့်မယ်။နားလက်စားအကင်မကောင်းဘူးထင်လာတဲ့အခါအကင်တဲ့ပြောင်းနာရှင်ခဲ့ရင်ကိုယ်အတွက်တည်တံ့ခွင့်ပြုထားတဲ့တစ်ပင်ဖြစ်ဖို့လိုအပ်ပါလိမ့်မယ်။ယုံကြည်ရာအရက်မှာကိုဘဝကိုရင်းနှီးမြုံနှံခွင့်ရှိတယ်လို့အာတန်ရပခုံးမှာမိန်ခိုနာခွင့်ရှိပါတယ်။တခုပါပဲကိုရွေးရှိလိုက်တဲ့ယထာသိမ့်မှာကိုထက်အရေးကြီးတဲ့ခရီးတွေရှိလာတဲ့အခါကိုယုံကြည်နာခိုလိုက်တဲ့တိတ်ကဲမှာကိုထက်နေရာပေးရမယ့်ငှဲတကောင်ပေါ်လာတဲ့အခါဘာဆက်လုံးမလဲတွေးကြည့်အောင်နဲ့အဖြေရခက်နေပါလိမ့်မယ်အဲ့ဒီအခါကိုထားမင်းခဲ့တဲ့ယထာဟောင်းကြီးကလည်းမတွေးနိုင်လောက်အောင်ဝေးသွားခဲ့ပါပြီအခုစွန့်ပြစ်ရှင်တဲ့အဟောင်းကြီးဟာလည်းတရှင်ကအသေးဆန်းကြီးတစ်ခုဖြစ်ခဲ့တယ်လို့အခုအထင်ကြီးတဲ့အသေးဆန်းဟာလည်းတရှင်ကြရင်အဟောင်းတစ်ခုဖြစ်သွားမယ်ဆိုတာကိုမမေးပါနဲ့လက်ရှိပကြီးကောက်ကိုတောင်ဘယ်လိုပုံဖော်ရေးဆွဲရမှမသိပဲတခြားအသစ်တစ်ခုကိုထပ်ပြီးပုံဖော်မယ်ဆိုတာကယူမိတ်တဲ့အတွေ့အခေါ်ပါပဲ